Hello မင်္ဂလာပါတိမ်လွာလေးလို့ပွားပွားအီအီနဲ့ချစ်စရာကလောက်ကိတ်လေးကိုဒီနေ့ကိုယ်တိုင်လှူစားဖြစ်ပါတယ်ကြက်ဥသုံးလုံးကိုအနှစ်နဲ့အကာတက်တက်စီခွဲထားပြီးဒီ recipe မှာတော့ကြက်ဥအကာပဲသုံးပါတယ်နော်ဟမ်းမင်စာနဲ့စာပြီးမှွေပါမယ်ဗနီလာအနည်းငယ်ကိုထည့်ပေးပြီးတကြား90 gram ကို3ခါခွဲပြီးတော့ထည့်လိုက်ပါတယ်အချို့မကြရင်တော့ရှော့ထည့်ပါနော်ပြီးရင်တမ်းမြားရီအနည်းငယ်ထည့်ပါမယ်တမ်းမြားရီအစားဗနီကာလည်းသုံးလို့ရပါတယ်နော်အယောင်လေးလည်းနည်းနည်းထည့်လိုက်ပါတယ်မထည့်လည်းရပါတယ်ရှင်မထည့်ရင်တော့တိမ်လွာလေးနဲ့တော့ပိုတူတာပေါ့နော်ခေတ်ကတော့ဂိတ်လေးတမူထူကြပြီးလှအောင်လို့ထည့်လိုက်တာပါအားလုံးကိုနှမ်းဆအောင်မှုပြီးနောက်ဆုံးမှာဗီဒီယိုမှာပြထားတဲ့အနေအထားရောက်ရင်တော့ okay ပါပြီဖုံးမဲ့မိုးခွက်တဲကိုထည့်ပြီးဂိတ်လေးလှအောင်လဲပုံသွင်းလိုက်ပါတယ်အပေါ်ကနေထောင်းထားတဲ့တီဟိုစီလေးတွေလည်းဖြူလိုက်ပါသေးတယ်ပြီးရင်စားဖုတ်လို့ရပါပြီကြိုတင်အပူပေးထားတဲ့အာဗန်မှာအပေါ်မီ140အောက်မီ150နဲ့25မိနစ်လောက်ဖုတ်ခဲ့ပါတယ်တိုင်မှာလည်းပြေသွားတော့ကင်းမုတ်လှလှလေးထွက်လာပါပြီမိုးခွက်က non stick ဆိုပေမဲ့နည်းနည်းလေးကတ်နေလို့ဓားပါလေးနဲ့ခွာပေးခဲ့ရပါတယ်ဘေကင်ပေပါလေးခင်းရင်တော့ပိုအဆင်ပြေပါတယ်နော်အထဲကိုခွဲကြည့်လိုက်တော့တိမ်လွာလေးလိုပွားပွားအီအီပွားစစ်စစ်လေးနဲ့တကယ်ကိုချစ်စရာကိတ်လေးပါတာမန်ကိတ်မုတ်တွေလို့မဟုတ်ပဲဒီ cloud လေးကပါဇက်ထဲကိုထည့်လိုက်တာနဲ့ပျော်ဝင်သွားတယ်ရှင်ဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဗီဒီယိုကိုစုံနေကြည့်ပေးသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်